ကလေးထမင်းရေဘူးစင်သူလေးပေါ့နော်ဒါလေးကတော့ရွှေစင်အရင်ကရောင်းမှုနေကြပစ္စည်းလေးပါပုံစံလေးနည်းနည်းကွဲတာပဲရှိမယ်ပေါ့နော်အရန်ကိုရောင်းကျင်ဆုံးပစ္စည်းလေးခရိုမီရုပ်လေးတွေပါရှင် Hello Kitty လေးလည်းပါပါတယ်အားလုံးရဲ့အကြိုက်ကလေးပေါ့နော်ကြားမမရွေးသုံးလို့ရတယ်ဒီမှာကြည့်ပိုက်ကလေးကဒီမှာကြည့်ပါအရန်မိုက်တယ်ပြီးတော့သူကဒီမှာပိုက်တဲ့အဆက်ရအောင်မယ်ပေါ့နော်အသေးတို့ရေဒါရေဘူးလေးဖြစ်ပါတယ်ရှင်သူကြည့်တီးတန့်ဝိုင်လဲဈေးကြီးရဲ့အသေးတို့ရေထမင်းဘူးတွေက9000 8000မှမပေးရင်စင်မပြေပါဒါဆိုရင်ဒီမှာဇွန်းလေးလည်းပါမယ်အကန့်လည်း3ကက်ပါအောင်မယ်အသေးတို့ရေဒါလေးတစ်စုံကိုရွှေစင်9800ကျပ်ပဲရောင်းမိမယ်အသေးတို့နော်9800ကျပ်ပါဒီမှာကြည့်ပါအယုတ်ကလေးအယောင်လေးကတော့အကုန်လုံးလှရယ်နော်အသေးတို့ရေအိမ်ရောက်ငွေချေရပါတယ်3ညကို6ခုကို1 3ည1559ပါရှင်ကဲနောက်တစ်ခုတွဲပြမှာလေးကတော့ဒါလေးကပစ္စည်းနဲ့လို့ဒီဗီဒီယိုလေးမှာတွဲပြပေးလိုက်မယ်နော်150ရောင်စုံပုတ်ကြီးပါရှင်ဒါလေးကတော့အခုရေ20ပဲရောက်တယ်တဲ့တို့ရေနော်အရန်လိုချင်တဲ့သူတွေလာဝယ်လို့ရပါပြီနော်အခုရေအယောက်20စာတော့ရပါမယ်ရှင့်ဒီထမင်းဘူးလေးကတော့100ကျော်ရှိတာဖြစ်တဲ့အတွက်တော့မြင်မြင်လေးတော့ဥထားမှရမယ်အကြောင်းဖွင့်မှဝယ်တယ်ဆိုလို့ရှိရင်တော့ဈေးများပါတယ်